ပြတ်တော့မှဖြစ်တာမသိခင်မှာနောက်ဆုံးဘာမှစကားပြောချင်တယ်လို့ပြောလိုက်ပါရဲ့လူဖီဟာပင်လယ်မြပြင်တယောက်ဖြစ်လာမယ်လို့အော်ပြောလိုက်ပါရဲ့အဲ့လိုအော်ပြောလိုက်တော့တမျိုးလုံးနဲ့တိတ်ဆိတ်သွားပြီးတော့ဒီမျိုးမှာဒီလိုစကားမျိုးကိုပြောရဲဆိုတာမဖြစ်နိုင်တဲ့စကားလို့လူသားတချို့လည်းပြောနေကြပါရဲ့ဒီလိုနဲ့လူပြီးကိုကွက်မြတ်ဖို့လုပ်တဲ့အချိန်မှာဇိုနဲ့ဆန်ကြီးရောက်လာပြီးတားဆီးလိုက်ပါရဲ့ဇိုနဲ့ဆန်ကြီးလည်းကွက်မြတ်မျိုးတဲ့စီကိုပြေးတက်သွားမယ်ဘက်ကီရဲ့ပင်လယ်မြဖွဲ့လာပြီးအရှင်တိုက်ခိုက်နေရပါသေးတယ်ဘက်ကီကိုအချိန်မီမတားဆီးနိုင်ကြတဲ့အတွက်ကြောင့်မလို့လူဖီဟာဇိုဆန်ကြီးပူစော့နာမီသူ့ရဲ့အဖွဲ့သားရဲ့နာမည်ကိုရှေ့ရုပ်လိုက်ပြီးတောင်းပန်ပါရဲ့သူတည်တော့မယ်လို့ပြုံးပြုံးပြောလိုက်ပါရဲ့ဘက်ကီကလည်းလူဖီခေါင်းကိုခုတ်တော့မှဖြစ်ပြီးတော့ဇိုနဲ့ဆန်ကြီးလည်းတားဖို့အချိန်မမီတော့ပါဘူးလူဖီပြုံးသွားတာကိုမြင်လိုက်ရတဲ့စမုတ်ကလည်းအရန်ကိုအံ့ဩသွားခဲ့ပါရဲ့အဲ့ဒီအချိန်မှာဖြစ်ချင်တော့ဘက်ကီကင်ထားတဲ့ဓာတ်ကိုမိုးချိုးကပြစ်သွားအောင်